အသင်းနဲ့အဆင်မပြေဖြစ်နေတဲ့ဒီကစားသမားကိုဇန်နဝါရီမှာခေါ်ဖို့ပြင်ဆင်နေတဲ့ United သတင်းတွေကိုတင်ဆက်ပေးနေတဲ့ Red TV Show ကနေပြန်လည်ကြိုလိုက်ပါတယ်။ Manchester United တင်ရနေရတဲ့အပြောင်းရွှေ့ကာလအတွင်းတိုင်းစစ်ကစားသမားတွေအတွက်ငွေအများအများသုံးစွဲခဲ့ပေမဲ့သူတို့ရဲ့ကွင်းလယ်ပိုင်းကိုပြုပြင်ပြောင်းလဲဖို့လိုအပ်နေဆဲဖြစ်ပါတယ်။ United အသင်းဟာပြီးခဲ့တဲ့ရာသီမှာ Premier League တန်းဆင်းဆောင်အထက်နည်းနည်းလေးသာအဆင့်မြင့်ခဲ့ပြီး Tottenham Hotspur ကို Europa League Final မှာရှုံးနိမ့်ခဲ့တာကြောင့်လက်ရှိရာသီဥရောပပွဲကစားကွင်းကိုလည်းလက်လွတ်ခဲ့ရပါတယ်။ဒါကြောင့်ဒီပြရိုဝင်အမိုရီဟာသူ့ရဲ့ပထမဆုံးသောရာသီအပြည့်ကိုမစတင်ခင်မှာ Brian Mbeumo, Matías Cunha နဲ့ Benjamin Sesko တို့ကိုလိုတိုက်စစ်ပိုင်းမှာအပြောင်းလဲလုပ်နိုင်တဲ့ထိပ်တန်းကစားသမားတွေကိုခေါ်ယူအားပေးခဲ့ပါတယ်။ဒါပေမဲ့ပရိသတ်များစုကတော့ဒီအားပေးမှုတွေဟာတခြားအားနည်းနေတဲ့ခန်းစင်းနဲ့ကွင်းလယ်ပိုင်းပြဿနာတွေကြောင့်အဟန့်အတားဖြစ်နေတယ်လို့ယုံကြည်နေကြပါတယ်။ဒါကြောင့် United ဟာနေရာဒီမှာ Brighton ကခန်းစစ်ကွင်းလယ်ကစားသမား Carlos Baleba ကိုပြစ်မှတ်ထားခဲ့ပေမဲ့အပြောင်းရွှေ့ကိုမလုပ်နိုင်ခဲ့ပါဘူး။သတင်းတွေရဲ့ဖော်ပြချက်အရ United ဟာ Carlos Baleba ကိုခေါ်ယူဖို့အတွက်စိတ်ဝင်စားနေဆဲဖြစ်ပြီး Ruben Amorim ရဲ့အသင်းဟာဇန်နဝါရီမှာအသက်22နှစ်အရွယ်ကင်မရွန်ကွင်းလယ်ကစားသမားအတွက်ထပ်မံကြိုးစားပွဲရှိတယ်လို့ဆိုပါတယ်။ဒါအပြင် Baleba ဟာ Old Trafford ကိုပြောင်းရွှေ့ခြင်းခဲ့ပြီးလက်ရှိအချိန်မှာလည်းကစားသမားကအသင်းနဲ့အဆင်မပြေဘူးဆိုပြီးတော့သတင်းတွေထွက်ပေါ်နေပါတယ်။ Brighton က Baleba ကိုပေါင်တန်း100ကျော်တန်ဖိုးပြတ်ထားပြီး United အနေနဲ့အဲ့ဒီပမာဏကိုပေးချေဖို့မဖြစ်နိုင်ပေမဲ့ကောလာဟာလာတွေကြောင့်ကစားမရဲ့စိတ်မတည်မှုဟာ United အတွက်အကျိုးဖြစ်လာနိုင်ပါတယ်။မန်ချက်စတာစီးတီးနီးပြပတ်ကွာလာရဲ့အချီးကျူးမှုကိုတော့ခံရတဲ့ဗလီဘာဟာလက်ရှိဘောလုံးလောကမှာတကယ်ရည်ချင်းရှိတဲ့ကွင်းလယ်လူတစ်ယောက်ဖြစ်သတ်မှတ်ခံထားရပါတယ်။ဗလီဘာဟာ Brighton ရာသီအစမှာခြေစွမ်းမပြနိုင်သေးဘူး။သူဟာလီပွဲဒါမှမဟုတ်လီပနာပွဲတွေမှာတပွဲချင်းစီ80မိနစ်ထက်ပိုပြီးကစားခွင့်မရသေးဘူး။ Brighton အသင်းကိုယ်တိုင်ကလည်း Premier League အဖွင့်9ပွဲမှာတပွဲနိုင်2ပွဲတည်2ပွဲရှုံးနဲ့ရလက်မတည်မငြိမ်ဖြစ်နေပါတယ်။အသက်22နှစ်အရွယ်ဗလီဘာဟာ2023ခုနှစ်မှာလိဂ်ကနေပြီးတော့ Brighton ကိုရောက်ရှိလာခဲ့တာဖြစ်ပြီးကင်မရွန်လက်ရေးစင်အသင်းအတွက်10ပွဲကစားထားသူလည်းဖြစ်ပါတယ်။သူဟာယခုရာသီ Premier League 9ပွဲအတွင်းမှာ2024-25ရာသီကပြသခဲ့တဲ့ခြေစွမ်းအဆင့်အတန်းကိုပြန်လည်မရောက်ရှိသေးပါဘူး။ Carlos Baleba ဟာအဓိကအားဖြင့်ကန်စစ်ကွင်းလယ်ကစားသမားအဖြစ်ကစားသူဖြစ်ပါတယ်။ကွင်းလယ်မှာဘောလုံးကိုပြန်လည်ရယူခြင်း၊ကန်စစ်ကိုကာကွယ်ခြင်းနဲ့တိုက်စစ်ကိုဘောလုံးဖြန့်ဝေပေးခြင်းတို့ကသူ့ရဲ့အဓိကတာဝန်တွေဖြစ်ပါတယ်။ဒါအပြင်ကွာလာလုံးလုံးနီးပြကြီးရဲ့ချီးကျူးမှုကိုပါခံထားရတာကြောင့်ရိုးရိုးကန်စစ်ကွင်းလယ်ကစားသမားတူထက်ပိုမိုထူးခြားတဲ့ဘောလုံးအရေးချင်းတွေကိုပိုင်ဆိုင်ထားတယ်လို့ယူဆလို့ရပါတယ်။ United နဲ့လက်ရှိကန်စစ်ကွင်းလယ်ကစားသမား Casemiro ဟာအသက်အရွယ်ကြောင့်ရေရှည်အတွက်အားထားရဖို့ခက်ခဲလာနိုင်ပါတယ်။ Baleba ဟာအသက်ငယ်ရွယ်ပြီးဘောလုံးပြန်လုပ်နိုင်မှုဖြတ်ထုတ်နိုင်မှုနဲ့ interception ကောင်းမှုတွေကြောင့် Casemiro ရဲ့နေရာကိုအစားထိုးဖို့ဒါမှမဟုတ်ဘေးကနေတွဲဖက်ကစားဖို့အတွက်အလားအလာကောင်းပါတယ်။ဆိုတော့ Baleba United အသင်းရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်တဲ့အတွက်အလွန်လိုက်ဖက်တဲ့တိုက်စစ်ပိုင်းမှာငွေအများကြီးသုံးစွဲခဲ့ပေမဲ့သတင်းတွေအရအသင်းမှာကွင်းလယ်နဲ့ကန်စစ်အားနည်းချက်တွေကျန်ရှိနေသေးတယ်လို့ဆိုပါတယ်။ Baleba လိုမျိုးကန်စစ်ကွင်းလယ်မှာဩဇာလွှမ်းမိုးနိုင်တဲ့ကစားမတူကိုခေါ်ယူခြင်းဖြင့်အသင်းရဲ့အားနည်းချက်တွေကိုဓာတ်ရိုက်ဖြည့်ရှင်းနိုင်မှာပဲဖြစ်ပါတယ်။ဆိုတော့အသက်22နှစ်အရွယ်သားရှိတဲ့ Baleba အလွန်ရည်ချင်းရှိတဲ့လူငယ်ကစားမဖြစ်တာကြောင့်သူ့ကိုခေါ်ယူခြင်းဟာလက်ရှိအသင်းရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရုံသာမက United ရဲ့အနာဂတ်အတွက်လည်းရေရှည်ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ပါလိမ့်မယ်။ Baleba ရဲ့အဓိကအားသာချက်တစ်ခုကတော့ဖိအားများတဲ့ကြားထဲကနေဘောလုံးကိုထိန်းသိမ်းပြီးရှေ့ကိုတည်ယူသွားနိုင်တာပါပဲ။ United ဟာပြန်မဲ့ရဲ့ဖိအားပေးမှုတွေကိုကျော်လွှားပြီးတိုက်စစ်ကိုစတင်ဖို့အခက်အခဲရှိနေတာကြောင့်ဒီစွမ်းရည်ကအလွန်ရေးပါပါတယ်။ဒါအပြင်သူဟာဘောလုံးကိုစိတ်ရှည်ရှည်နဲ့ထိန်းချုပ်ပြီးတော့ကစားကွက်အချိန်ကိုလိုအပ်တယ်လို့ပြောင်းလဲပေးနိုင်တဲ့အတွက် United ရဲ့ကွင်းလယ်တည်ငြိမ်မှုကိုပိုပြီးတော့အားကောင်းစေမှာပါ။ United အနေနဲ့သူ့ကိုခေါ်ယူနိုင်ရင်ရေရှည်အတွက်စိတ်ချရတဲ့ကွင်းလယ်ကစားမတူကိုပိုင်ဆိုင်မှာဖြစ်ပြီးကိုဗီမာယူလိုမျိုးလူငယ်ကစားမတွေနဲ့ပါအကောင်းဆုံးတွဲဖက်ပြီးအသင်းကိုတည်ဆောက်နိုင်မှာပါ။